ခမရဟာသူများလို့ပဲလုံနေသေးတာလားဝန်ထမ်းလို့ပဲလုံနေသေးတာလားအဲ့ဒီအလုပ်ကိုခမရဟာလုပ်သေးဘယ်တော့မှချမ်းသာမှာမဟုတ်ပါဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေအခုကျွန်တော်ဒီနေ့တင်ဆက်မယ့်အရာကတော့ချမ်းသာတဲ့သူနဲ့ဆင်းရဲတဲ့သူဘယ်လိုမျိုးကိုယ်ချတာလဲဆိုတာကျွန်တော်တင်ဆက်ရမှာဖြစ်ပါတယ်ချမ်းသာတဲ့သူကတော့ဘယ်တော့မှသူများလို့ကိုမလုပ်ပါဘူးဘယ်တော့မှဝန်ထမ်းလို့မှမဟုတ်ပါဘူးသူတို့ဟာသူတို့ရဲ့ကိုယ်ပိုင်လို့ကိုလုပ်တယ်သူတို့ရဲ့ဝတ္တနာပါတဲ့ကိုယ်ပိုင်လို့ကိုလုပ်တယ်ချမ်းသာတဲ့သူဟာပိုက်ဆံလည်းမစုဘူးသူတို့ကအရင်နှီးမြုပ်နှံတယ်ပူမှုပေါ့ရင်းနှီးမြုပ်နှံတယ်ဆင်းရဲတဲ့သူကတော့အလိုမျိုးမဟုတ်ပါဘူးသူများလို့ဘူးပဲတက်လုံးအချိန်ကုန်လို့တာဝန်ထမ်းလို့တဲ့သူတွေဆိုရင်ဘယ်တော့မှချမ်းသာမှာမဟုတ်ပါဘူးခင်ဗျားဟာချမ်းသာခြင်းနဲ့ဆိုရင်တော့အခုပဲသူများလို့ကနေထွက်ပြီးကိုပိုင်လို့ငါးကိုစတင်လိုက်ပါမကြောက်ပါနဲ့ရှောင်းနေမှုဆိုတာမကြောက်ပါနဲ့ကိုပိုင်လို့ငါးတစ်ခုကိုစတင်ပါကိုဝဒနာပါတဲ့လို့ကိုစတင်ပါကိုရဲ့လို့ကိုချစ်ပါမနဲ့စောစောအေးရာထပါပိုက်ဆံကိုရှာပါပိုက်ဆံကိုစုပါစုပြီးရင်လဲရင်းနှီးမြုပ်နှံပါအစားနီးအဆုံးထိကြည့်စုပြီးတဲ့ပရိသတ်များအားလုံးပဲအထူးချီးယူတင်ပါတယ်ကိုစိတ်နှပြချမ်းသာကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြစို့